ကဲအားလုံးပဲမင်္ဂလာပါဒီနေ့မှဆိုရင်တော့ကျွန်တော်မတ်ပေါ်ပြီးရဲ့ play time chapter 1 you ဆော့ပြပါအမလည်းကဲဆိုမနေ့ကတည်းကဆော့မလို့နည်းနည်းဘေးနာအတန်လေးတဲ့စူညမ်းနေရတယ်မဆော့ပြလိုက်တာโอเคဒီနေ့တော့ဆော့ပြပြီအပီးဂိမ်းမှာဘိုင်းနိုင်ဦးဟောပေကြော play new game skip into လိုက်မယ် intro တော့ skip လိုက်တော့ပါပဲမင်းတို့တခြားလူတွေရှိမှလည်းကြည့်ဘူးငါတက်ဟွာဒီမှာကို fan လေးတွေကအပြင်းပြေသေးခြင်းလို့ငါစောပြတာပဲရှိရနော်โอเคတော့တက်မယ်ဒီရောက်ထဲရောက်ရေးနားကိုညည်းနေတာပဲရောက်ရေး hả đi nè đồng đi xí nhau đi mà dạ ok chỗ thế to mày là nào sợ sao chú nè vào được quá No spoilers. So, you've got my warning. It's not too late to turn around. I just hope that you're certain whatever you're doing is working. Okay, chỗ bên nào lũ đi lá đi chỗ ở tàn này nó, bảo ai đau mà này. Lấy lì cái thằng ấy tôi sau tàn nãy nhí nè. Cái ý bà đi bà để lâu bà đó, cô rồi cho đi. Poppy went to play it. No. Ông bà đi, lúc đó bà đi, allow so. Okay, cho đầu phần ngoài rồi nó đá nó hay gì vậy gì đâu mà đá liu đi mà đá liu tiền này toa vậy toa gì mà to lý chẳng à to đàn giá này thế cái nhiều mũi chỉ đầu sổ này nó ý gì về đi cái lâu rồi cho chắp ra đúng mà đại vật à vậy bỏ vì play đây à vậy chắp ra quá mà này trò số này vậy nghe nó cái solo sẽ đây đầu số này ngã không mà là số bia này mẫu bảo ngã cho tiền gì luôn ê tôi rong ra bây giờ gì ok cho cái là lý tiền bây giờ nó tiền bây giờ đó đâu này đại cái gì cũng vậy cả hai ở là gì hiểu hiểu gì là gì ba để ý vào qua mà camera bị qua mà lại chi nè thì chắc camera bị qua khi cho liên chế bị mà nó chỉ là để xem bị mà thôi thì cái này nên đáp bắt cụ tòa đây rồi là màu mà đuôi là mình là cụ chỉ nhá mà về quá nhiều hôm mà đuôi xí hồng đi anh hồng đi và thay đuôi anh tay quỳ à mà khu bác cái này bao này thế này thì bác cái này bay nó cho anh hồng nha xí hồng nha
တကားဖွင့်မယ်ဗျာ Okay ကျော်ရော့အောက်မှာတရေကင်းစောပြပါဆိုပြီးတော့เนาะဒါအာပီခေါ်တဲ့သူတွေအတွက်ဒါစောပြတာဖြစ်ပါတယ် Okay ပြာအင်းကွာ Okay let's go in the play in the song dun 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 ဟွာလီဗာလေအဲ့ဒီကပေါ်ပီပလီတိုင်းစော့မယ်ဗျာကျော်အဆုံးထိစော့ပေးမယ်စော့ပေးလို့မှကျော်ဆုံးသွားရင်တော့ကျော်ဟိုဟာကြီးပါစော့မယ်ဗျာဗာလေဟွာလီ Fairy Little Night အကောင်တွေကောင်းတယ်လို့ပြောတာကြားတယ် in the play in the song dun dun Okay ဝင်လို့တော့ရပြီဗျာဝင်မယ်အော်ဒါနဲ့လမ်းကြောင်းလို့ပြောအောင်ပါကျွန်တော်တို့ gaming group တွေဝင်နေတဲ့သူများဝင်လို့ရပြီเนาะကျွန်တော်ရဲ့ public gaming group ရှိပါတယ်ဝင်လို့ရပါပြီဟာနေကွာဘာဖြစ်လဲဘာလက်သွားပြန်ပြီလေလို့လက်နေတယ်အရောင်ကြီးခင်ဗျာဘာဖြစ်တာလဲကွာအားအမလေးပြက်သွားမှလည်းစိုးရလေးစောက်ခွင်းရဘယ်လိုဖြစ်လာလက်နေလဲအဂိမ်းเนี่ยဘတ်တွေအဲ့ဒါကြီးတော်တော်များတာငါစိတ်ညစ်ဆောက်မဝယ်ဘူးရောဟောအဲ့ PC ကဂိမ်းနေလေအဲ့ဖုံးပါဆောက်လို့မရတာအဲ့တော်တော်ဆိုးတာအဲ့ဝယ်မဆော့ပဲနဲ့ကိုပေါ့ဆော့ရင်မင်းရလေဘာမှလုပ်လို့မရဘူးအဲ့စုပ်ပြတ်တက်ဝင်အဲ့တော့ငါပန်ကားတွေပါလေတေချာလေးဖွင့်ပြီးစော့နေလို့တည်းဒီကောယွန်စရာကြီးဂိမ်းရငါမှတော့မင်းတို့စော်ခိုင်းလို့တာတော့ဒါအကောင်းဆုံးဂိမ်းကိုငါရွေးပြီးချဲ့ပြီးတော့ငါစော့ပြတယ်အဘငါမိုဘိုင်းကျန်တို့ပေါ့စရင်းတို့ရဒါပေမဲ့ငါဖန်လေးတွေအော်ပြောပါသေးဆိုပြီးတော့မင်းတို့ငါ့ကို like လေး follower လေး 1k လေးပြည့်အောင်လုပ်ပေးခဲ့ကြအောင် TikTok ပါမင်းတို့အချင်းချင်းတွေကွာဘာလေးတော့နေငါကလေးကြရင်လည်းငါလုပ်ပေးမအောင်ကွာမင်းတို့ကလေးကြရင်လည်းပြန်လုပ်ပေးပေါ့အခုညီရော့ကျောင်းတယောက် YouTube မှာလည်း subscriber 50ကျော်ပဲရှိသေးတယ်တာကြီးတို့ကြီးငါဆက်ထပ်လုပ်ချင်းမလုပ်ပါကွာမင်းတို့ငါအောင်မြင်မင်းတို့မမေ့ပါဘူးတော့ let's go Okay ဘာပါဝါတော့ on လာလိုက်ရအောင် on ပါသေးပါဝါမရှိသေးဘူးပေါ့နော်ခလီလေးနဲ့လက်ဆွဲလှုပ်ဆက်နေကြချက်ဂိမ်းကဘတ်တွေအဲဒါရတော့များတယ်ဗျအားကြောင့်ထွက်ပြီးပြန်ဝင်ရ Okay ကြောရောက်လာပြီဟိုဒီကောင်းဒီမှာတွေ့ကောင်းဒီဆွဲဝန်ဒီဆွဲချပြန်စောဝန်တောက်ပြန်ဆွဲရောက်အာရောက်ရေးကျူးတူးနေပါတယ်တဲ့အော်ရတယ်ပြန်ဆွဲဝန်ဒီလေးလာယူရတဲ့ခါကျမှတို့ရဲ့အနီလေးနဲ့ဟော်ဒီလိုလေးလုပ်လိုက်ဗျာအဲ့ချိန်မှာကျော်အောက်ရောက်သွားလိုက်အောက်ရောက်သွားတဲ့အချိန်မှာကျော်အောက်သွားဆင်းမယ်ဗျာအောက်ပြန်ဆင်းရโอเคအော်အေးတိတ်ခွေကြံနေခဲ့တယ်မယူလာမိပါဘူးအော်ယူလာမိတယ်တိတ်ခွေပေါ်ဖျက်လျှောက်သွားတယ်သူကအော်တိုယူတယ်နော်ဟောဘာလီပြရမယ် So, Stella, what made you want to work at the Playtime Soap Factory? ဒီပြလက်ဝါးကြီးနဲ့ဘာကောင်းနေလဲ No, man. I could go straight from my bedroom floor anywhere in the world. To โอเคပါကျွန်တော်ရဲ့ပါဝါတော့ on လိုက်ပါမယ် being able to work at a toy factory. အော် on ကကျွန်တော်ဒီလာမောင်လေးကိုကျွန်တော်ဆွဲချောက်ရတယ်ညမဟုတ်လေဒီချ on မယ်ပါဝါ It's a pretty great feeling too. Sometimes though, I really ဟေးဒီမှာတစ်ခုဆွဲမယ်ဒီမှာတစ်ခုဆွဲမယ် being a kid. ကိုကကျွန်တော်ဒီမှာတစ်ခုဆွဲမယ် It's weird. Let's go. Not just a kid, but older. I don't think anyone ever really feels like an adult. But your body just gets older and older, and then you die. Poof.
human bodies just can't stay young forever. There's things, though, like some trees that can stay alive even while being way older than a person. I mean, the oldest people to ever live are still younger than those. So I guess everyone is always young relative to something. Right? All right, I think we're getting a little off track. အဲ့ဒီလေတိလားအဲ့အယုတ်လေးတွေကဘာသူအယုတ်ဆက်ပြီးတာပေါ့နော်အဲ့ဘူးကရင်အဲ့ဟိုထဲကိုကျော်စက္ကန့်သွားဖက်ကမယ်ထင်တယ်ဒီကစောက်ကင်းရမသိရင်ကောဝါထထောင်ဆိုးသေးတယ်ဟေးအဲ့ထထောင်နည်းနည်းပါးပါးလိုက်ပြီးတော့ကျူးကျူးပေါ်ဟိုမှာတော့စနေစစ်စစ်နေပြီအယုတ်ကိုအဲ့အယုတ်ထွက်လာပြီလာ Okay give me ညီမလေးအရေးကြီးတဲ့ခါရောက်နေပြောဟိုမှာဟိုကောင်းသွားထဲရမယ်ရုပ်ရော့အရုပ်ကိုစကင်ဖတ်ထားရပြီโอเคရပြီကဲ who's that oh ပြောက်ရေးဒီပဲတော့လိုက်လိုက်ရပြေးနိုင်မှလွတ်မယ်ဘူးမမီးတာအဲ့အရှိအပိတ်ကြီးဒီဘက်အပွင့်ဒီဘက်ကိုထပ်ပြေးဟုတ်ပြီကြောဖေးဘေးချိုးလို့မရဘူးဝဲဘာကြီးလေလူကြီးတေဝါလေဟာဒီဘာမှမြင်လေရဘူးကက်အပ်တယ်ပြန်ထားတယ်ကက်အပ်ဘယ်နှခါသေးရှုံးနေမသိဘူးเนาะပြောလို့မရဘူးအစားတော့ပြန်မစားဘူးဗျာကျွန်တော်အဲ့စတက်နာပဲကျွန်တော်ပြန်စားအရုပ်ကိုစိတ်ကဖတ်ပြီးသွားပြီဟုတ်တယ်တော်သေးလို့ကွာမှတ်တိုင်လေးတွေပါလို့နေဟုတ်နေရပဲသွားရရှိကြတော့တရောင်းကအနာပဲလိုက်နေလီးလာငါဘေးကသွားတော့ဟုတ်ရေဘာကြီးလဲကွာလီးပဲအဲ့လိုစဉ်းစားလိုက်ဦးပဲငါပြေးနေတာမြလမ်းများမားနေလို့လားလမ်းလည်းမမဟုတ်ကွာအားပေါက်ထဲပဲဝင်ရအဲ့မဟုတ်ကွာဒီကအမြန်စပီးတဲ့ run ကြီးကိုခုနကတော့ကျွန်တော် speed မလောက်သွားလို့လားတော့မသိဘူးကြပြောလို့မရဘူးခေးပြီးမယ်တက်သွားမယ်ဟိုဘေးချိုးမယ်ထပ်ပြီးပွဲတောင်စုံထက်ချိုးဟိုဒီဘက်ထက်ချိုးဘေးနာအပေါက်ကြီးတက်အမိုးကအဲ့ဒါငုံပြီးဝင်ရတယ်ထင်တယ်အောက်ဒီကဘလူးရမနေအရင်တော့စော့နေကြပါဟာအဲ့လိုတကားမဖြစ်ဘူးအဲ့လိုတဲရအဲ့လိုရှိရနေပေါ်လာတာကြီးဒီလေးပဲနွားကြီးဖြစ်လာအဲ့ဒါကြီးဟိုဘက်သွားပြန်တော့လဲဗျဒလိန်တုံးနေနဲ့ဘလို့မှသွားလို့မရဒီထွက်လာပါတော့ဒီပါပဲ
let's go တခါမရနှစ်ခါမရသုံးခါပဲတော်ဆိုးနေပြီအဲ့တက်ရပဲသွားပါငါတိတယ်ကွာတက်ကြီးကိုစောက်ဖို့လောက်ရတာအဲ့ကြီးလမ်းတလန်းနဲ့ပဲရှိတယ်အဲ့နာမှာပဲခင်ဗျာဘာဖြစ်နေပြန်ပြီမသိလမ်းအဲ့တလန်းနဲ့မသွားလို့ငါပြီတလန်းနဲ့သွားမှာအရှင်းကလည်းပိတ်ထားကွာနောက်ကတခါကြီးလည်းကောက်ပိတ်သွားတယ်ဆိုတော့ငါဘလူသွားလောက်ရအပေါ်တိတ်ခွေလေးသွားဖွင့်ရမှာလက်စကူးနေပြီဒီမှာဂူးလို့ရနေပြီဟာကြီးဟောဒီမှာဒီဘက်ဟုတ်တယ်ငါမှားဝင်ပြီလားငါဘက်ကအလိန်တုံးနေတယ်မသိဘူးလေကွာပြန်ကြမယ်ထင်တာအောက်အားကြောင့်ခင်ဗျအဲ့ဒါတက်တာမဟုတ်ငါအုံတော့အဲ့ဒါတက်သွားကဲစပြီပြုတ်ကြတယ်ဟုတ်ပြီဟေးအော်ကြီးအပိတ်ကြီးပါတဲ့ကျော်ပြေးနေရပြီခင်ဗျားတို့ကြည့်ကြပါဦးကျော်ပြေးနေရပြီအဲ့နာမှာအပေါက်လေးတစ်ပေါက်ရှိတယ်ဟုတ်တယ်မလားဟုတ်တာပေါ့ရောင်ကြီးမင်းကိုကြီးလာပြီဘေးလီကတ်let's go ပွင့်ရနောက်မှလိုက်လာပြီမင်းဖေးရပြေးနိုင်မှလွတ်မယ် bro ရောက်တစ်တာဆွဲချရော့ตีซะมันตาตีเอามาตีเอามาซ่อนใต้ๆอ๋อตีသွားပြီရေအော်ဒီသွေးတွေကွာမိုက်တယ်ဆိုတော့ကြည့်ရတယ်အခန်းလေးကအကောင်ตีအမတိုက်ตีသွားပြီးသွားပြီနော်ဒါစတိတ်1ပြီးသွားပါပြီခင်ဗျာရေးအောင်မြင်သွားပေါ်တက်တယ်အမလေးလက်တယ်ဘူးလာရင်လက်ပြီးဟဲ့ရနေသွားမယ်ဗျโอเคတကားလေးဖွင့်လိုက်ပါဦးမယ် store တဲ့ဒါပေခန်းကြီးလေဒီမဲ့ကကြီးဆိုတော့ဒီ71ဆိုဒီနားမှာပြီးသွားပြီမဟုတ်ဘူးလားဒါပေခန်းဝင်ရသေးလို့လည်းမထပ်ပြီးတော့ဝင်ရသေးတယ်ဟာဟိုတကားကြီးကိုနီးရဲနဲ့လမ်းတော့လမ်းနဲ့အော်ပေါ်ပြီးမှသူ့ဖွင့်ပေးရမှာလားမသိအေး bro what's that ဘာပြောရလဲကဲ chapter 1ရဲ့တော့အောင်မြင်စွာနဲ့ပြီးဆုံးသွားပါပြီခင်ဗျအဲ့ဒါကြောင့်မို့ကျွန်တော်ဒီနေ့ရဲ့ဒီ video လေးကတော့ဒီလောက်မှပဲကျွန်တော်ရက်တက်မိလိုက်တယ်အဲ့တော့ကျွန်တော် like share subscribe လေးတွေ YouTube မှာကြည့်နေလုပ်ပေးပါနေ့တော့မှကြည့်နေကျွန်တော် follow လေးတွေဗာလေးညာလေးကျွန်တော်လုပ်ပေးခဲ့ကြပါဦးကျွန်တော်တဲလေးတွေနှိပ်ခဲလက်မလေးထောင်းခဲ့ပါတော့ကဲအားလုံးပဲပါရအောင်ခင်ဗျအဲ့မီနော်